မင်္ဂလာပါရှင်ပန်ကိတ်တတာပါပေါ့နော်ဒီနေ့ကတော့တတာကဒီတတာရဲ့ giveaway အစီအစဉ်ဖြစ်တဲ့ number 2အစီအစဉ်ကိုတတာတင်ဆက်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့တတာကထိုင်ပြီးတော့လေအဲ့လိုမျိုးစမကြကြပေါ့နော်ပြောရတာတဲ့ဒီလိုမျိုး comfortably ပေါ့နော်အဲ့တက်တော့တက်တာလေးထိုင်ပြီးစကားပြောရတာကိုပို့ပြီးတော့နှစ်တက်တယ်ပေါ့နော်ကြည့်တဲ့သူတွေကိုလည်းပဲတက်တော့တက်တာလေးနဲ့တတာကနားထောင်စေချင်တယ်ဒီနေ့တတာရဲ့ step 2အစီအစဉ်မှာပေါ့နော်တတာအဓိကကတော့လေ step 1 step 2ခွဲတာဆိုတာလည်းပေါ့နော် giveaway လောက်တာဆိုတော့လေနည်းနည်းလွယ်ကူအောင်လို့ပေါ့နော်ဒီ step 2မှာတတာကဘာပြောချင်တာလဲဆိုလို့ရှိရင်လေတတာရဲ့ pancake တတာဆိုတဲ့ page ကိုပေါ့နော်တတာစပြီးတော့တီထောင်တာက2010ရှစ်အကုံ2019မှာပေါ့နော်စခဲ့တယ်ပေါ့နော်Facebook ကနေတတာစခဲ့တယ်ပြီးလို့ရှိရင်တတာ YouTube မှာပေါ့နော်တတာဗီဒီယိုအတူအစလေးတွေတင်နေပေါ့နော်အဲ့ဒါနဲ့တတာတင်မယ်လို့တဲ့အချိန်မှာ ਨੇ ဘာဖြစ်လဲဆိုလို့ရှိရင်လေခုဖြစ်တယ်ပေါ့နော်ဒီအာနာသိမ်းမှုတွေဖြစ်တယ်မြန်မာပြည်အပြောင်းလဲတွေဖြစ်တယ်အဲ့ဒီမှာတရာတို့အကုန်လုံးနေတဲ့အလုပ်တွေရှုပ်ကြတယ်ပေါ့နော်ပြီးလို့ရှိရင်အများကြီးဖြစ်သွားတယ်ပေါ့နော်ပြီးတော့တရာကိုယ်တိုင်လည်းပဲအပြင်မှာတရာရဲ့ဒီpersonal life ကလည်းပေါ့နော်အများကြီး changes တွေဖြစ်သွားတယ်ဆိုတော့တရာအလုပ်တွေရှုပ်တာနဲ့ပေါ့နော်တရာဒီ sharing တဲ့လောကတဲ့ကိုပေါ့နော်တရာပြန်ပြီးတော့မှရောက်လာဖို့ပေါ့နော်နည်းနည်းကြာသွားတယ်ပေါ့နော်ပြီးတော့တရာကဒီအဲ့ဒါပြီးတော့မှတရာအခုဘာဖြစ်လို့ပြန်ပြီးတော့မှပြန်လာတာလဲဆိုလို့ရှိရင်လေတရာဒီ3-4နှစ်5နှစ်အတွင်းမှာပေါ့နော်တရာရဲ့ dream job တရာရဲ့ဒီတရာငငယ်ကလေးအိမ်မက်မက်ထားတဲ့အလုပ်တွေတရာလုပ်တယ်အလုပ်လုပ်တယ်ပေါ့နော်လုပ်တယ်တရာ full time လုပ်တယ်တရာမနေ့7နာရီညနေ4နာရီပေါ့နော်9နာရီအဲ့လိုမျိုးပြန်လာတယ်လုပ်တယ်ပေါ့နော်အဲ့ဒီမှာကြာလာတဲ့ချိန်မှာတရာညင်းငွေလာတယ်ပျော်တော့ပျော်တယ်ဒါပေမဲ့ညင်းငွေလာတယ်ဒါအခုမလုပ်တော့ဘူးလားဆိုတော့မဟုတ်ဘူးဒါလုပ်နေတယ်ဒါပေမဲ့ဒါရဲ့ဝါသနာဖြစ်တယ်ပေါ့နော်ဒီ sharing ပေါ့နော်ဒါတွေ sharing လုပ်တာကိုအရန်ကြိုက်တယ်အတွေးအသားတွေကနေကိုလေကြိုက်တာအဓိကကတော့လေဒါကိုယ်တိုင်ကအဲ့လိုမျိုးသူများတွေ share တာတွေဆိုလို့ရှိရင်အရန်နားထောင်တယ်ပြီးလို့ရှိရင်ဒါရဲ့ဒီ motivation ပေါ့နော်ဒါအဲ့လိုမျိုးစိတ်တွေကိုလေ motivate ပေးတဲ့စာအုပ်တို့မိတ်ဆွေတို့လေဒါအရန်နှစ်သက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒါဘာစဉ်းစားလဲဆိုလို့ရှိရင်ဒါဝါသနာပါတဲ့အလုပ်ကိုဒါလုပ်ချင်တယ်ဒါတို့ဒီလောကကြီးဒီကဘာကြီးကဘာတွေဖြစ်မလဲဒါတို့မသိဘူးဒါတို့လူတစ်ယောက်မှာဒါတို့အချိန်က24နာရီရှိတယ်အဲ့ဒီမှာငါဘာဖြစ်လို့ပေါ့နော်ငါဝါသနာပါတဲ့အလုပ်ကိုမလုပ်မလုပ်ဘဲနဲ့ပေါ့နော်နေရမှာလဲဆိုတဲ့စိတ်တရားဝင်လာတယ်ဒီနောက်ပိုင်းဆိုတော့ဒါဒီ YouTube မှာပေါ့နော်ဒါဒီဒါရဲ့ passion ဖြစ်တယ်ပေါ့နော်ဒီလူတွေခေါ်သလိုပေါ့နော် lifestyle influencer ဆိုတဲ့ဒီ live တစ်ခုကိုပေါ့နော်ဒါတီဆောက်မယ်ဆိုပြီးတော့မှဒါဒီ YouTube channel ကိုပြန်ပြီးတော့မှ active ပေါ့နော် activate လုပ်ရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါရဲ့ YouTube channel ကိုကြည့်တဲ့လူတွေကလေဘာတွေရမှာလဲပေါ့နော်လို့ဒါကပြောပြရမယ်ဆိုလို့ရှိရင်တခြား vlogger တွေတင်တယ်လို့မျိုးပဲပေါ့နော် daily lifestyle entertainment တစ်ခုအနေနဲ့ဒါရဲ့အပြင်သွားရှောက်တာတို့မဟုတ်ရင်လည်းဒါရဲ့အိမ်မှာပေါ့နော် daily life တစ်ခုကိုမြင်ရမယ်နောက်ပြီးတော့ဒါရဲ့ဒီအဓိက point ချက်ဖြစ်တဲ့ပေါ့နော် motivate ပေးတာလူတွေကိုလူငယ်တွေကိုပေါ့နော်အထူးသဖြင့်ဒါရဲ့ subscriber တွေ follower တွေကဒါလောက်အသက်အရွယ်တွေအပြင်ပေါ့နော်ဒါထက်အရန်ငယ်တဲ့ကလေးမလေးတွေများတယ်ဆိုတာလေးဒါတွေ့ရတယ်ပေါ့နော်ဆိုတော့သူတို့တွေကိုဒါစီကနေပေါ့နော်အဲ့လိုမျိုးလေး motivate ဖြစ်တာကိုလိုချင်တာပြီးတော့ခုနကတော့ပြောတဲ့ daily lifestyle မှာပေါ့နော်အမြဲတမ်းပျော်နေတဲ့ဟာတွေကိုလေဒါမြင်ရမှာမဟုတ်ဘူးဒါက real and honest ဖြစ်တဲ့ဒီ video တွေကိုဒါတင်သွားမယ်တခါတလေကြာရင်ဒါစိတ်ညစ်လိုက်မယ်ဒါစိတ်ညစ်တဲ့ video တွေတင်လိုက်မယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှင်လူကအမြဲတမ်းပျော်မနေဘူးကွာသိလားအမြဲပျော်မနေဘူးဆိုတော့ဒါစိတ်ညစ်တဲ့ video တစ်ခုကိုတွေ့လိုက်လို့လူတစ်ယောက်ကလည်းပေါ့နော်ကောင်မလေးတစ်ယောက်ကလည်းသူစိတ်ညစ်နေတယ်ဆိုလို့ရှင်ဒါလည်းစိတ်ညစ်နေပါလားအော်သူလည်းစိတ်ညစ်တဲ့ဘဝရှိရပါလားသူကိုယ်တိုင်လည်းတကယ်အခက်အခဲတွေရှိနေပါလားဆိုတာပဲ
ဆိုတဲ့စိတ်မျိုးဖြစ်ပြီးတော့ပေါ့နော်သူတို့တွေလည်းပဲ okay I'm not alone ပေါ့နော်ငါတယောက်တည်းဒါကြီးကိုခံစားနေရတာမဟုတ်ဘူးငါကြီးပဲတယောက်တည်းပေါ့နော်ခက်ခဲတဲ့ဘဝရှိနေတာမဟုတ်ဘူးဆိုတဲ့ real video တွေကိုတွေ့ရလိမ့်မယ်ပြီးတော့ honest video တွေဆိုတာကလေဒီတော်တော်များများ social influencer တွေကတရားတို့တွေကပေါ့နော်ဒါကိုယ်တိုင်လည်းပဲဖြစ်ခဲ့တယ်တရားတို့ရဲ့ဒီပါလေဒီ polish လောက်ထားတဲ့ဘဝပေါ့နော်ဒီအဲ့လိုမျိုးပြောင်းအောင်တိုက်ထားတဲ့ဒီအစိတ်အပိုင်းတွေကိုပဲတရားတို့ကပြချင်တယ်ပေါ့နော် okay ငါ perfect ဖြစ်တယ်ငါအရန်လာနေတယ်ငါအရန်ချမ်းသာနေတယ်အဲ့လိုမျိုးလေးပုံစံမျိုးပဲတရားတို့အကုန်လုံးကပြချင်ကြတယ်ပေါ့နော်ဒါပေမဲ့တရားရဲ့ video မှာပေါ့နော်ဒီ YouTube မှာပေါ့နော်ဒီ honest video တွေဆိုတာကလေတရားတို့ကလေမဖြစ်နိုင်တဲ့ဟာတခုကိုလေတရားပြပြီးတော့မှလေဒီကောင်မလေးတို့ကလေးလေးတွေကဘယ်လိုပြောမှလဲဒါကြီးကိုလေအမှန်ထင်သွားမှလေတရားမလို့ချင်ဘာဖြစ်လဲဆိုလို့ရှိရင်လေ I was one of them ပေါ့နော်တရားလည်းပဲသူတို့လိုမျိုးဖြစ်ခဲ့တယ်ဒီတကူလုံးကိုလေဒီ live possession တွေနဲ့သွားလုပ်ပြီးတော့မှဗီဒီယိုမှာကြတော့လေ weight 3-4 တုံးလောက်ပဲမှားပြီးတော့မှတပတ်အတွင်းပေါ့နော်ငါ10 ကီလိုကျတာတော့အဲ့လိုမျိုးဗီဒီယိုတွေတင်ပြီးတော့ကိုတိုင်လည်းအဲ့လိုထင်ခဲ့တယ်ယုံခဲ့တယ်ပေါ့နော်ယုံပြီးတော့မှတရားတော့ကိုတိုင်လည်း like လုပ်တယ်ဒါပေမဲ့လေမဖြစ်နိုင်ဘူးသိလားအသက်တစ်ခုရလာတဲ့အချိန်မှာဒါမဖြစ်နိုင်ဘူးဆိုတာတရားတို့သိလာတယ်ပတ်စံနေအများကြီးကလေးမလေးတွေဆိုတာလေပတ်စံအများကြီးမရှိဘူးသိလားမိဘတွေလည်းအဲ့လောက်မပေးဘူးပြီးတော့မရှိတဲ့မိဘတွေလည်းရှိတယ်သိလားအဲ့ဒီအချိန်မှာဒီကလေးမလေးတွေတရားရငငယ်တုန်းကအရွယ်လောက်လေးတွေကဒါယူအမှန်ထင်ပြီးတော့လေ like လုပ်ပြီးတော့မှကျမကြီးထိခိုက်တာတို့ပြီးတော့စိတ်ဓာတ်ကျတာတို့အဲ့လိုမျိုးတွေဖြစ်တာကိုလေတရားကအဲ့လိုမျိုးပေါ့နော်တားဆီးချင်တာပေါ့နော်အဓိကလေတားဆီးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တရားရဲ့ဒီဗီဒီယိုမှာပေါ့နော် okay ငါweight 3 တုံးမလို့ပေါ့နော်မဟုတ်ရင်လည်းမဖြစ်နိုင်တဲ့ဒီဘယ်လိုပြောမှလဲကစုံအိုးပေါ့နော်ကစုံအိုးကိုတစ်ပတ်လုံးဒီတချမ်းလေးပဲစားပြီး weight ချတာတို့အဲ့လိုမျိုးတွေကိုလေတရားကအားမပေးဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးဗီဒီယိုတွေကိုတွေ့ရပါလိမ့်မယ်ဟိုတရားရဲ့နောက် in the future မှာပေါ့နော်ပြီးလို့ရှိရင်တရားက positive life positive vibe ဆိုတဲ့ဘာလဲ positive vibe positive life ပါအဲ့ဒါကိုလေဒါအရန်ကြီးအဲ့လိုမျိုးလက်ခံထားရတယ်ပေါ့နော်လက်ခံထားရတယ်ဒီတရားတို့ရဲ့ဒီကဘာကြီးမှာပေါ့နော်ကျန်းတန်းရက်ဆက်နေပြီကွာတိလားအရန်ရှုပ်ထွေးနေပြီအဲ့ဒီမှာတရားတို့ရဲ့ဒီ community တခု society တခုမှာလူအချင်းချင်းတွေ troll ကြတာတို့ပြီးလို့ရှိရင်ဒီကဲ့ရဲ့ဝေဖန်အသင်းချအဲ့လိုမျိုးတွေကိုလေတရားကကိုတိုင်လဲပေါ့နော်မလုံမိအောင်နေတယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်ပေါ့နော်ဒီနှုတ်စကားသခွန်းကြောင်းနဲ့ပေါ့နော်လူတယောက်စိတ်ဓာတ်ဘယ်လောက်ကျသွားမှလဲဆိုတာကိုလေတရားတော်တော်များများကိုဒါကို awareness လုပ်ချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့လဲပါပါတယ်ပြီးလို့ရှိရင်တရားက learning continually တရားကသင်ယူရအောင်အများအားကြိုက်တယ်အများအားသင်ယူခြင်းနဲ့အခုတတိကျောင်းနေပြီးတဲ့အလုပ်တွေလုပ်လဲတရားဆက်ပြီးတော့သင်ယူခြင်းနေတယ်ဒါပေမဲ့တရားကအခုကလည်းယောက်ျားတွေလည်းရပြီကလေးတွေလည်းယူတော့မှဆိုတော့လေပြောလိုက်မိပြီယူတော့မှဆိုတော့လေတရားရဲ့ဘဝအတွက်တွေပေါ့နော်လောက်ရမှာရှိတော့တရားရဲ့သင်ယူမှုတွေကိုခဏလောက်ပေါ့နော် stop ထားတယ်ပေါ့နော်တရားအသက်တာငယ်သေးတယ်ဆိုလို့ရှိရင်ပေါ့နော်တရားအသက်20တရားရဲ့ကောင်လေးကိုတရားအကောင်လေးဆိုတာတရားရဲ့ husband used to မဖြစ်တယ်ဘူးသူ့ကိုလေယောက်ျားလို့ခေါ်ရတာ used to မဖြစ်တယ်တရားရဲ့ husband ကိုအမြဲတမ်းတရားပြောတယ်တရားပေါ့နော်အသက်30အောက်ဆိုရှင်တရားဒီမင်္ဂလာပွဲတွေလည်းမလုပ်သေးဘူးဟာလည်းမလုပ်သေးဘူးဒါပေမဲ့တော့မိန်းကလေးတွေဆိုတော့ဒီဟော်မုန်းတွေဘာတွေရှိတယ်ဒီအသက်အရွယ်အကန့်အသတ်တစ်ခုကရှိတာပေါ့နော်ကလေးတွေယူဖို့ကလေးတွေကျန်းမာဖို့ပေါ့နော်ဆိုတော့ကလေးတွေလည်းတရားလည်းလူချင်တယ်အဲ့ဒါကြောင့်မလို့သူ့ကိုယူရတာပေါ့နော်အများတန်းပြောတာပေါ့နော်ဒါပေမဲ့လည်းသူကိုယ်တိုင်လည်းပဲအများကြီးပေါ့နော်တရားရဲ့ဘဝမှာ supportive တွေအများကြီးပေးတယ်ပေါ့နော် supporting တွေအများကြီးပေးတဲ့အတွက်ကြောင့်မလို့လဲကျေးဇူးလည်းတင်တယ်ပေါ့နော်ဆိုတော့ပြောရင်လည်းတခြားအကြောင်းရောက်တော့မယ်ဆိုတော့တရားအဲ့လိုမျိုးသင်ယူရတာကိုကြိုက်တယ်ဆိုတော့ကလေးမလေးတွေငယ်တဲ့အရွယ်တွေတရားရဲ့ cousin တွေအရွယ်တွေပေါ့နော်ငယ်ငယ်လေးတွေဆိုလို့ရှိရင်တရားသင်ယူစေချင်တဲ့တိလာဘဝမှာလေတောင်းဝင်အရန်မများခင်မှာပေါ့နော်သင်ယူမှုအကောင်းဆုံးအချိန်ကအဲ့ဒီအချိန်ပဲတိလာဆိုတော့အဲ့ဒါလေးတွေကိုလေတရားအများကြီးပေါ့နော်ပြောချင်တယ် awareness လုပ်ချင်တယ်အဲ့ဒါကြောင့်မလို့တရားဒီYouTube မှာပေါ့နော်
ဒီလိုမျိုးတွေ topic တွေပွားနိုင်ဖို့ပေါ့နော်ပြန်လာရခြင်းဖြစ်ပါတယ်လို့ဆိုတော့ဒီဗီဒီယိုကိုကြည့်တဲ့သူတွေ subscriber တွေညီမလေးတွေမောင်လေးတွေအကိုတွေအမတွေဦးလေးတွေအကုန်လုံးကိုပေါ့နော်ဒါပြောချင်မှာဒါကပေါ့နော်ဒါရဲ့ဒီ give away လုပ်ရတယ်ဆိုတာကလည်းပေါ့နော်ဒါပြောတဲ့ဗီဒီယိုတစ်ခုချင်းစီကိုတေချာလေးနားထောင်စေချင်တာပါတဲ့အတွက်ကြောင့်နောက်တစ်ခုကဒါရဲ့ဒီ channel ကိုပေါ့နော် promote လုပ်ချင်တာလည်းပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါအမှန်တိုင်းပြောပြတာအဲ့ဒါကြောင့်မလို့ဒါ give away လုပ်ရခြင်းဖြစ်တယ်ပေါ့နော်အများကြီးလုပ်ချင်တယ်ဒါပေမဲ့ဒါကဘယ်လိုပြောမှလဲနောက်ကြရင်လည်းဖြစ်ချင်းပေါ့နော်လုပ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမောင့်လေးနဲ့ပဲစလိုက်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါဒီဗီဒီယိုကိုကြည့်သွားပြီးကြတဲ့ subscriber တွေကိုပေါ့နော်ဒါပြောချင်တာကလို့ပြောမှလဲဒီဒါခုနကပြောသွားတဲ့ထဲမှာပေါ့နော်ဒါရဲ့ဒီ YouTube channel ဖွင့်ရခြင်းရဲ့ရည်ရွယ်ချက်ထဲမှာပေါ့နော်ဘယ်ရည်ရွယ်ချက်ကကိုနဲ့အကိုက်ညီဆုံးလဲပေါ့နော်ကိုအကြိုက်ဆုံးလဲကိုအနှစ်သက်ဆုံးလဲဆိုတာကိုလေဒီဗီဒီယိုမှာဒီဗီဒီယိုရဲ့ comment မှာပေါ့နော်ပြောပြပေါ့နော်ပြီးလို့ရှိရင်ဒါ in the future ပေါ့နော်ဒါရဲ့ဒီ pancake ဒါ YouTube channel မှာဘာတွေတင်စီချင်တာလဲဘာကိုအကြံပေးချင်တာလဲပေါ့နော်အဲ့ဒါလေးတွေကိုလည်းပြောပြပေါ့နော်အကောင်းဆုံး make အဖြေပေါ့နော်အဖြေနှစ်ယောက်ကိုဒါကရွေးချယ်သွားမှာဖြစ်ပါတယ်အားလုံးကအကောင်းဆုံးဖြေလိမ့်မယ်လို့ဒါယုံကြည်တယ်ဒါ trust ဖြစ်တယ်ပေါ့နော်ယုံကြည်တယ်ဒါစိတ်ထဲမှာလည်းသိထားတယ်ခံစားမိတယ်ပေါ့နော်ဒါပေမဲ့အကောင်းဆုံးဒီတရားရဲ့စိတ်ကိုပေါ့နော် touch အဖြစ်ဆုံးနေအဖြစ်တစ်ခုကိုတရားကရွေးပြီးတော့မှတရားရဲ့ give away ပေါ့နော်မဟုတ်ဖို့အမတ်တရားဖြစ်အောင်တရားမဲဖောက်ပြီးတော့မှဖြစ်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ဒီဗီဒီယိုကိုတရားရချင်းကလည်းပေါ့နော်တရားဟိုးနောက်9နှစ်ဖြစ်မယ်10နှစ်ဖြစ်မယ်1နှစ်ဖြစ်မယ်ပေါ့နော်အဲ့ဒီအချိန်ကြလို့တရားကငါဘာလို့ဒီ YouTube မှာနေတာလဲဆိုပြီးတော့ကိုမေးခွန်းပြန်ထုတ်ရတဲ့ရရောက်တဲ့အချိန်ကြရင်ဒါဒီဗီဒီယိုကိုဒါကိုယ်တိုင်ပြန်လာကြည့်မယ်ပေါ့နော်ပြန်လာကြည့်ပြီးတော့မှဒါ loss ဖြစ်တဲ့အချိန်ကြရင်ပြန်လာကြည့်ဖို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လည်းပါပါတယ်လို့ဆိုတော့အားလုံး good luck ပါဒါဘယ်လိုပြောမှလဲအရင် excited ဖြစ်နေတယ်ဆိုတော့အားလုံးလည်းပဲပေါ့နော်give away မှာဆက်ပြီးတော့ပါဝင်ပေးကြဖို့ဒါဗာလဲတိုက်တွန်းချင်တယ်ပေါ့နော်ပြီးတော့ကျေးဇူးလည်းတင်ပါတယ်လို့you all made my dreams come true ပေါ့နော်ဒါရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့ကလေရှင်တို့အားလုံးရှိနေမှာရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျေးဇူးလည်းတင်ပါတယ်လို့ဆိုတော့နောက်ဗီဒီယိုမှာဒါတို့တွေ့ကြမယ်နော်ဒါရဲ့ true color true lifestyle true thinking တွေ thought တွေပေါ့နော်အများကြီးမြင်ရမှာဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုပေးကြတာနောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြမယ် bye